အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ special follow channel မှာပွဲကြိုသုံးသက်ချက်တွေရေးသားနေတဲ့ကိုရဲဖြစ်ပါတယ်လက်ရှိမှာတော့ Ultimate Sport နဲ့ Weekend Sport ပြီးတော့ကျွန်တော်ရဲ့ page မှာလည်း like တွေနေ့စဉ်နှွှင့်နေပါတယ်ဒီ match တစ်လလုံးကတော့ကျွန်တော်ရဲ့ကံကောင်းခြင်းလားလို့ပြောလို့ရပါတယ်ရှုံးရမရှိသေးပါဘူးလက်ရှိမှာလည်းဒီယနေ့ညချန်ပီယံလိပွဲစဉ်အတွက်အကောင်းဆုံးရွေးကွက်တွေကိုရွေးချယ်ပေးတော့ပါမယ်ပထမဦးဆုံးအနေနဲ့7:15မှာကစားမဲ့ဂါလာတာစာရီနဲ့လီဗာပူးပွဲစဉ်ကိုရွေးချယ်ပေးကြပါတယ်ဒီနေ့သင်းကတရက်နေ့10လပိုင်း2025တုန်းကတချိန်ထိတ်တွေ့ဆုံပူထားပြီးတော့ဝမ်စီဆိုတဲ့ရက်လက်မျိုးနဲ့ခလာတာစာကြီးကနိုင်ခဲ့တယ်အဲ့ဒီပွဲတွေမှာလီဗာပူးကဝမ်ဝင်ရိုးဖွင့်ခဲ့တယ်ထိတ်တွေ့ဆုံမှု2002နောက်ပိုင်း2025အတွင်းမှာချန်ပီယံလိထိတ်တွေ့ဆုံမှု9ချိန်ဒီထိတ်တွေ့ဆုံမှုရှိခဲ့တယ်ဂလာတာစာကြီးအနေနဲ့2ပွဲနိုင်တယ်2ပွဲတည်နဲ့လီဗာပူးကတပွဲပဲနိုင်ခဲ့တယ်လီဗာပူးနိုင်ခဲ့တဲ့ပွဲတွေကောင်28ရက်နေ့9လပိုင်း2006ခုနှစ်ကအိမ်ကွင်းမှာ1.5ဝင်ယူပေးခဲ့တဲ့ပွဲတွေမှာလက်ရှိထိတ်တွေ့ဆုံမှုတွေရပြတ်ကြည့်မယ်ဆိုရင်တော့လီဗာပူးအနေနဲ့ဂလာတာစာကြီးနဲ့ထိတ်တွေ့ဆုံတဲ့ပွဲတွေမှာကြည့်အောင်မှုရုံးကန်နေရတွတ်တွေ့ရတယ်ဆိုတော့လက်ရှိချန်ပီယံလိရဲ့အနေထားလေးတစ်ခုကိုကြည့်မယ်ဗျဂလာတာစာရေးအနေနဲ့ play off မှာဂျူပီတက်ကိုကြော်ဖြတ်လာခဲ့တယ်အထူးသဖြင့်ဂလာတာစာရေးကအိတ်ကွင်းလုံးနိုင်စွမ်းအပိုင်းတွေမှာနည်းနည်းလေးပိုကောင်းတာတွတ်တွေ့ရတယ်နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိ၄ပွဲမှာဆိုရင်တပွဲနိုင်တယ်တပွဲတည်နဲ့2ပွဲရှုံးလာတယ်နောက်ဆုံးတပွဲပဲကြေးကြထားတယ်ဆိုတော့ကလက်ရှိဂလာတာစာရေးတိုက်စစ်ပိုင်းကတော်တော်လေးကောင်းနေတယ်အထူးသဖြင့်ချန်ပီယံလိအိတ်ကွင်းနောက်ဆုံး5ပွဲမှာဆိုရင်3ပွဲနိုင်တပွဲတည်နဲ့တပွဲပဲရှုံးထားတဲ့အသင်းဆိုတော့သူကြော်ဖြတ်လာတဲ့အိတ်ကွင်းအသင်းတွေမှာအိမ်ကွင်းပွဲတွေနေမှာဆိုရင်လီဗာပူးကို1-3နဲ့နိုင်တယ်ဘိုဒွန်ကလင်းကို3-1ဆိုတဲ့ရက်လက်မျိုးနဲ့နိုင်တယ်သူဆန်ဂျူရီလိုက်ကိုပဲတပွဲပဲရှုံးခဲ့တယ်ပြီးသွားလို့ရှိရင်အက်တလက်တီကိုနဲ့ဂျူပီတက်ကိုလည်းတေနဲ့အနိုင်ကစားထားတယ်အိမ်ကွင်း5ပွဲမှာဆို4ပွဲဒီတိုက်စစ်က9ရထားတယ်သူဂိုးမပေးခဲ့ရတာလေပွဲဥထွက်လီဗာပူးနဲ့တပွဲပဲရှိတယ်ပေါ့နော်လီဗာပူးနဲ့တပွဲပဲရှိတယ်လက်ရှိလီဗာပူးရဲ့အဝေးကွင်းလုံးနိုင်စွမ်းအပိုင်းဒီမှာ2026မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာလီဗာပူးအနေနဲ့တော့အဝေးကွင်းမှာတိတ်ပြီးတော့အားရစရာလည်းကောင်းတဲ့အနေအထားတစ်ခုတော့မရှိဘူးဗျသူ့အနေနဲ့2026ပြိုင်ပွဲဆုံးအဝေးကွင်းပွဲစဉ်တွေမှာဖူဟန်နဲ့တူတူကြတယ်အာဆင်နယ်နဲ့မာဆေးကိုခန်စစ်ကဂိုးမပေးခဲ့အောင်အာဆင်နယ်နဲ့ပွဲစဉ်မှာဆိုရင်ဂိုးမရှိသေးကြတယ်ဒီလိုပဲနော်တင်ဟမ်နဲ့ဆန်နာနဲ့ပွဲစဉ်မှာဆိုလည်းဂိုးမပေးအောင်သူ့တိုက်စစ်ကတကိုးစီပဲရခဲ့တယ်နောက်ဆုံးဝူဗာတန်နဲ့ပွဲစဉ်မှာတော့1-2နဲ့နိုင်ထားတယ်အဝေးကွင်းလက်ရှိ10ပွဲကစားပြီးတဲ့အချိန်မှာဆိုရင်4ပွဲနိုင်တယ်2ပွဲတည်နဲ့2ပွဲရှုံးထားတယ်လက်ရှိ 0.75 ဆိုတော့ဒီရာသီမှာထိတ်တွေ့ဆုံတုန်းကဂလာတာစာရေးအိမ်မှာ1ဝင်ယူလက်ရှိ 0.75 1+40အကျော်ပေးထားတယ်ဂိုးပေါင်းသေး3လုံးတည်ကတော့ကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားတယ်ဗျဒီပွဲတွေမှာ body တက်ဂိုးပေါင်းအပေါ်ကျွန်တော်ပိုအားရတယ်လီဗာပူးက2026ရဲ့အဝေးကွင်းပွဲတွေမှာကန်ဆယ်ပိုင်းကိုတီတီငိမ့်ငိမ့်နဲ့ကြော်ဖြတ်လိုက်နိုင်ရင်ဆိုပေမဲ့ဒီပွဲတွေမှာအလဲစမပါတာကလီဗာပူးရဲ့ဂိုးကာကွယ်မှုအတွက်အဓိကအားနည်းချက်ဖြစ်လာလိမ့်မယ်ပြီးတော့ဂလာတာစာကြီးကအိမ်ကွင်းဆိုရင်တော်တော်လေးကောင်းတဲ့အသင်းပြဒီပွဲစဉ်ကဒီနှစ်သင်းထိုက်တွေ့ဆုံမှုတွေမှာပြန်ကြည့်မယ်ဆိုလဲနောက်ဆုံး၄ပွဲမှာဆိုရင်၃ပွဲထိအပြန်အလှန်သွင်းကိုမြင်ခဲ့ရတာတော့တွေ့ရတယ်ဒီတစ်ချိန်ပဲ1-3ဆိုတဲ့ရက်လက်မျိုးနဲ့ဖြစ်ထားတဲ့ဒီရာသီမှာ1-3ဆိုတဲ့ရက်လက်မျိုးဖြစ်ထားတဲ့ဆိုပေမဲ့လက်ရှိမှာ3ဝင်ရိုးဆိုတဲ့ဂိုးပေါင်းစီတစ်ခုကတော့ကျွန်တော်အနေနဲ့အပြန်အလှန်သွင်းကိုအနည်းဆုံး3ကိုဖြစ်သွားမယ်လို့ထင်တယ်လီဗာပူးကပဲဂိုးစားရကျွန်တော်ဂလာတာစာကြီးကပဲဂိုးစားရဒီပွဲစဉ်မှာအပြန်အလှန်သွင်းကိုတွေမြင်ရမယ်လို့ထင်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ဂလာတာစာကြီးနဲ့လီဗာပူးပွဲစဉ်မှာကျွန်တော်ဂိုးပေါ်ကိုရွေးချယ်ပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ဗျ